ညာစေယောမင်္ဂလာပါဗျဒီတစ်ပတ်ပိတ်ရမှာတော့မြန်မာပြည်အလမ်းပြေမော်လမြိုင်အရသာစတိုင်းငါးမုံဟင်္ဂါလေးချက်စားမှဖြစ်ပါတယ်ဗျအရင်ဦးဆုံးငခုလေးတွေကိုအညှိနှမ်းမနံအောင်လို့ရေနွေးဘူးလေးစိမ်ပြီးတော့အပေါ်ရန်အကြည့်ချွဲလေးတွေကိုဇွန်းလေးနဲ့တခြားချစ်ပြီးတော့ပြောင်းနေအောင်ဆေးထားလိုက်ပါတယ်ဗျပြီးရင်တော့စပလင်နဲ့နန်းနန်းမင်းအယိုးလေးတွေကိုအောက်ကနေခံပြီးတော့ငါးလေးကိုပြုတ်ထားလိုက်ပါမယ်ဗျအဖုံးလေးအုပ်ပြီးတော့တစ်ခါပွက်လောက်ပဲပြုတ်လိုက်ပါတယ်ဗျပြီးလို့ရှိရင်တော့ငါးလေးတွေကိုအေးခံပြီးတော့အယိုးလေးတွေတခြားနှွမ်းပြီးတော့ခြေထားလိုက်ပါတယ်ဗျာအယိုးလေးတွေကိုလည်းလွှတ်မပစ်သေးပဲနဲ့အယိုးပြုတ်ရည်ယူဖို့ခဏဖယ်ထားလိုက်ပါတယ်ဗျာကျွန်တော်ကတော့ဒီတစ်ပတ်မှာချက်လက်စားနေမို့ငါးနှစ်ကိုတစ်ခါတည်းများများလေးကြော်ထားပြီးတော့ပူတာကိုရေခဲတစ်တာထဲမှာခွဲပြီးတော့တင်ထားမှာပါဗျာဒီနေရာမှာငါးကိုကြိုက်တဲ့အဆင်ပြေတဲ့ငါးကိုတုံးပြီးတော့ချက်လို့လည်းရပါတယ်ဗျာကျွန်တော်ကတော့ငခု3កောင်ဝယ်ထားတာရှိလို့အဲ့ဒါလေးနဲ့ပဲချက်လိုက်ပါတယ်ဗျာမဟွင်းကားချက်နည်းတွေလည်းအများကြီးရှိတဲ့အထက်အမှာကျွန်တော်ကတော့မော်လမြိုင်စတိုင်းငါးလေးနဲ့ချက်စားတာဖြစ်ပါတယ်ဗျာပြီးတော့ငခုလေးကလည်းချိုလို့ငခုလေးကိုပဲတုံးလိုက်ပါတယ်ဗျာပြီးလို့ရှိရင်တော့ငါးစီတက်ဖို့ရအတွက်မပါမဖြစ်တဲ့စပလင်း9ချောင်း6ချောင်းလောက်ကိုခဏုံနှုတ်လေးတွေဆင်းထားလိုက်ပါမယ်ဗျာချင်းကိုလည်း2တက်လောက်ခွန်ချစ်ပြီးတော့ခပ်ပါပါလေးလှီးထားလိုက်ပါမယ်ဗျာပြီးလို့ရှိရင်တော့ချင်းနဲ့ကြက်သွန်မြူကိုလက်ဆွဲကျိတ်ဆက်ထဲမှာအရင်ဒီနေ့ချင်းထည့်ပြီးတော့ကျိတ်လိုက်ပါတယ်ဗျာချင်းနဲ့ကြက်သွန်မြူလေးတွေကျိတ်ပြီးသွားပြီဆိုလို့ရှိရင်တော့စပလင်ပါပါလှီးထားတာရေချင်းကြက်သွန်မြူကျိတ်ထားတာရေကိုအတူတူရောပြီးတော့ဘလန်ဒါထဲမှာထည့်ပြီးတော့ညက်နေအောင်ထိကျိတ်လိုက်ပါတယ်ဗျာအာယုပြုတ်ကြီးလေးကိုလည်းစကားလေးနဲ့စစ်ပြီးတော့ဖဲယူထားလိုက်ပါမယ်ဗျာငါးစီတက်ဖို့ရအတွက်ဒေအိုးကိုဘူပေးပြီးတော့ဆနွမုံလေးနဲ့ထည့်ပြီးတော့ခုနကကြိတ်ထားတဲ့ချင်းကျက်သွန်ပြူနဲ့ဇပလင်တို့ကြိတ်ထားတာလေးထည့်ပြီးတော့စီတက်လိုက်ပါမယ်ဗျာရေလေးနည်းနည်းခန့်သွားပြီးတော့မှုေးလာသည့်ထီအောင်ကြော်ထားလိုက်ပါမယ်ဗျာခုလိုမျိုးနည်းနည်းလောက်မှုေးပြီးတော့လို့ရှိရင်တော့အယောင်လှဖို့ရအတွက်အယောင်နေမုံလေးကိုခက်များများလေးထည့်ပြီးတော့ပတ်ပြီးတော့ကြော်ထားလိုက်ပါမယ်လောက်ကြော်ပြီးလို့6လာပြီဆိုလို့ရှိရင်အယိုးနှွန်ပြီးတော့တခြားခြေထားတဲ့ငါးလေးတွေထည့်ပြီးတော့မှုေပါမယ်ဗျငါးလေးတွေထည့်ပြီးသွားရင်လည်းတခြားလေးနှံ့နေအောင်ခုလိုမျိုးလေးအပေါ်အောင်လေးနှံ့သွားအောင်တခြားလေးမှုေပြီးပါမယ်ဗျပြီးရင်တော့အရသာအတွက်ချိုမုတ်ချက်သားမုတ်နဲ့စားငံပြာရီတို့ထည့်ပြီးတော့ကြော်မှဖြစ်ပါတယ်ဗျာကျွန်တော်ကတော့မုံကြီးချက်တဲ့ချိန်မှာတိတ်ပြီးတော့အရသာထပ်ပြင်းစရာမလိုအောင်လို့အနှစ်လေးကြော်တဲ့ချိန်မှာငံလေးဖြစ်အောင်ငံပြာရီကိုများများလေးထည့်ကြော်ထားလိုက်ပါတယ်ဗျာ9နှစ်လေးကြော်နေရင်လည်းတစ်ဖက်မှာလည်းကလဘဲလေးကိုပြုတ်ထားလိုက်ပါမယ်ဗျာခုလိုမျိုးလေး9နှစ်လေးတွေ6လေးနဲ့ကျွတ်လေးဖြစ်လာပြီဆိုလို့ရှိရင်တော့မီးလေးပိတ်ပြီးတော့အေးခံထားလို့ရပါပြီဗျာပြုတ်ထားတဲ့ကလဘဲလေးကိုလည်းဘလန်ဒါထဲမှာထည့်ပြီးတော့2ခါလောက်ခွဲပြီးတော့တိတိကျကျလေးကြိတ်မှာဖြစ်ပါတယ်ဗျာလန်နာနဲ့ကြိတ်ပြီးသွားပြီဆိုလို့ရှိရင်လေတိချာစကားလေးနဲ့စစ်ပြီးတော့ယူပါမယ်ဗျအဲ့ဒါမှကလဘဲစီလေးတွေကမကြည်တာလေးတွေကပြုတ်စီလေးတွေမဖြစ်ဖ ೇನೆ ဘဝကိုချောမွေ့လေးနဲ့စားလို့ကောင်းတဲ့မဟင်းရည်လေးရမှာဖြစ်ပါတယ်ကလဘဲလေးကို2ခါလောက်ခွဲကြိတ်ပြီးတော့ရသွားပြီဆိုလို့ရှိရင်တော့မုံကြီးချက်ဖို့ရအတွက်ကလဘဲကြိတ်ရည်လေးနဲ့ခုနကယူထားတဲ့ငါးရိုးပြုတ်ရည်လေးကိုထည့်ပြီးတော့မုံဟင်းရည်အိုလေးစပြီးတော့တည်ပါမယ်ဗျမုံဟင်းရည်လေးနည်းနည်းဆူလာပြီဆိုလို့ရှိရင်ကျဲဥပြုတ်လေးတစ်လုံးကိုပါလေးလှီးပြီးတော့ထည့်လိုက်ပါတယ်ဗျပြီးရင်တော့ဗမာကျက်သွန်လေးတွေကိုလည်း2ချမ်းခွဲပြီးတော့ထည့်လိုက်ပါတယ်ဗျကျဲဥပြုတ်ထားတာလေးကိုလည်းတစ်ခါတည်းထည့်လိုက်ပါတယ်ဗျနောက်ပြီးရင်ခုနကစီချက်ထားတဲ့ငါးနှစ်လေးကိုလည်း3ပုံ1ပုံလောက်ပြစ်လိုက်ပါတယ်ဗျ
ကအရင်ပြစ်နေလို့ရေလေးလည်းနည်းနည်းလောက်ထပ်ပြလိုက်ပါတယ်ဗျာမုံရင်ယူအိုးလေးကိုလည်းမီအေးအေးလေးနဲ့တည်ထားတော့မှကျွတ်သွမျိုးလေးတွေပါပါနှီးပြီးတော့စီချက်ချက်ပါမယ်ဗျာမောင်ရင်ရေလေးကိုအရသာလေးမြည်ကြည့်ပြီးတော့လိုအပ်လို့ရှိရင်အပေါ်ငံလေးတွေထပ်ဖြည့်လို့ရပါတယ်ဗျာပဲကကြော်ထားတဲ့စီလေးနဲ့ဆနွတ်မုံလေးထည့်ပြီးတော့ကျွတ်သွမျိုးလေးကိုကျွတ်သွမျိုးစီချက်လေးမှုန်းနေအောင်ချက်လိုက်ပါတယ်ဗျာမကျွတ်ခင်လေးမှာနည်းနည်းလောက်ကြိုပြီးတော့မီးပေးလိုက်ရပါတယ်ဗျာအဲ့ဒါမှကျွတ်သွမျိုးကခါမတော်မှာဖြစ်ပါတယ်ဗျာမုံရင်ရီလေးလည်းကြာပြီးတော့အရင်နှစ်ဖြစ်လာပြီဆိုလို့ရှိရင်ပြုတ်ထားတဲ့မုံဖက်လေးတွေကိုမုံရင်ငါတော့ဖို့စပြီးတော့ပြင်ပါမယ်ဗျမုံဖက်တဲကိုကျက်သွန်ပြူစီချက်နနမဲနဲ့ငြုတ်သီးလုံမုံလေးထည့်ပြီးတော့မုံရင်ရီလေးထည့်ပြီးတော့မုံရင်ငါစားဖို့ပြင်ပါတယ်ဗျပဲကကြော်တာလေးကိုတော့ဗီဒီယိုရှေ့မှာဆိုလို့ဒီတစ်ခေါက်မှာတော့ထည့်မထားတော့ပါဘူးဗျတံမြသီးစိတ်လေးပါညှစ်ပြီးသွားပြီဆိုလို့ရှိရင်တော့ရှယ်ကောင်းတဲ့မုံရင်ကားလေးရပြီပေါ့ဗျာဒီနေရာမှာကိုကြိုက်တဲ့အသီးရွက်လေးတွေရောထည့်ပြီးတော့စားသုံးနိုင်ပါတယ်ဗျာကျွန်တော်ကတော့အိမ်မှာရှိတာလေးနဲ့ပဲပြင်ပြီးတော့စားလိုက်ပါတယ်ဗျာဒီလိုလေးချက်ရတာနည်းနည်းတော့လက်ဝင်ပေမဲ့အရသာကတကယ်ကောင်းတာမို့ချက်စားကြည့်ကြပါဗျာ